အနုပညာရှင်တယောက်လုံးကျန်ခဲ့တဲ့ဆိုပြီးတန်တရားတွေနဲ့ပြင်းငင်းကွယ်လွန်ခဲ့ရတဲ့အမှန်တရားကိုထုတ်ပြောလာတဲ့ဒရိုက်တာတီဟာကျော်ဆိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပြင်းငင်းကိုလူငယ်တွေအနေနဲ့မသိနိုင်ပေမဲ့လွန်ခဲ့တဲ့35နှစ်ခန့်ကအနုပညာလောကမှာတည်တည်ကျအောင်မြင်ခဲ့တဲ့အမျိုးသားဖြစ်ပါတယ်။ပြင်းငင်းရဲ့ရုပ်ရှင်တွေကြည့်ခဲ့ရတဲ့သူမိခဲ့ရတဲ့သူတွေဆိုရင်တော့အခုချိန်ထိကိုလွတ်မော့တတဖြစ်နေရတာပါ။တကယ်လို့သာအသက်ရှိအောင်မယ်ဆိုရင်ပြင်းငင်းကအောင်မြင်ကြော်ကြားတဲ့သူတယောက်အနေနဲ့ယက်တည်နေဦးမှာပါ။ပြင်းငိမ့်ကအမေရိခေတ်ကကိုရီးယားမင်းသားဆန်လီလို့ပြောရင်မမှာပါဘူး။ရုပ်ကဖျောက်သလိုတယောဆောင်ကလည်းကောင်းဆိုတော့ပြင်းငိမ့်ခေတ်ရဲ့လို့ရှန်ရှန်တောင်အောင်မြင်နေချိန်မှကွယ်လွန်သွားခဲ့ပါတယ်။ကွယ်လွန်တာကလည်းပုံမှန်ကွယ်လွန်တာမဟုတ်ပဲရုပ်ရှင်ရိုက်နေရင်ယထာဘောကပြုတ်ကျပြီးကွယ်လွန်သွားခဲ့ပါတယ်။ယထာဘောကပြုတ်ကျသွားတော့ကိုလည်းဘယ်သူမှမသိပါဘူး။ဒီဖြစ်ကပုံမှန်ထက်ထူးဆန်းနေကြတာမို့အဲဒီချိန်တုန်းကဆိုရင်တော့ဟိုလေးတကြောဖြစ်နေကြတာပါ။ပြင်းငင်ကရထားပေါ်ကနေပုံမှန်ပြုတ်ကျတာမဟုတ်ပေမဲ့တမင်တူးချခံခဲ့ရတယ်လို့နာမည်ကြီးခဲ့တာပါအနုပညာရှင်တွေကပဲလောက်ကျန်တာဆိုပြီးတော့လည်းမကြက်တင်ခဲ့ကြတာပါဒါပြင်ပြင်းငင်နဲ့အတူတူရထားပေါ်မှာစီးနှင်းလာတဲ့တင်းတင်းထွန်းပါချက်ချင်းဆိုသလိုတီလာရှင်ကောက်ဝတ်သွားခဲ့တာပါဒါကြောင့်မို့ဒီနေ့ဒီချိန်ထိပြင်းငင်ရဲ့မတော်တဆမှုကယွန်တန်တန်တရားတစ်ခုလို့ပြောစရာတွေဖြစ်လာခဲ့တာဖြစ်ပါတယ်ပြင်းငင်ကွယ်လွန်ခဲ့တာဆိုရင်တော့35နှစ်ကျော်သွားပြီပဲဖြစ်ပါတယ်အချိန်တစ်ခုကြာသွားပြီဖြစ်တဲ့အချိန်မှာပြင်းငိမ့်နဲ့ငယ်တငယ်ချင်းဖြစ်ခဲ့တဲ့ဒရိုက်တာတီဟာကျော်စိုးကနှစ်တွေအကြာကြီးဖြစ်နေခဲ့တဲ့တန်တရားတွေကိုရှင်းလာခဲ့တာပါပြင်းငိမ့်ကိုတယောက်ကလိုချင်နေဆိုတဲ့အပေါ်မှာသူ့အနေနဲ့စိတ်မကောင်းဖြစ်နေခဲ့တာပါလူတယောက်ကကွယ်လွန်သွားပြီဆိုရင်ကောင်းတဲ့အရာတွေနဲ့သာလူများရဲ့ရင်ထဲမှာချမ်းရစ်စေချင်ကြတာပါပဲဒါမဲ့ပြင်းငိမ့်ကတော့ရုံတင်ကြောင်တဲ့နှစ်ကြာကြီးပြောစရာဖြစ်လာခဲ့တာပါပြင်းငိမ့်ကဘတုပယောကမှမပါပဲကွယ်လွန်ခဲ့တာပါပြင်းငိမ့်ကအဲ့နေတော့ကရထားပေါ်မှာသူနေတဲ့အတွဲပေါ်ကနေတခြားအတွဲကိုသွားရင်လမ်းမဖြတ်သွားခဲ့ရပါရှေ့တွဲမှာအစောရီဖြစ်တဲ့မေဆွေတစ်တင်ထွန်းကော်နီတို့ပါရမို့ပြင်းငိမ့်ကသူနေရတဲ့အတွဲမှာနေရာကနေသွားပြီးနှုတ်ဆက်ခဲ့တာပါပြန်လဲလာတာမို့ပြန်ရင်နဲ့လမ်းမဖြတ်သွားခဲ့တာပါပြင်းငိမ့်ကတစ်တင်ထွန်းတို့ဆီကနေသူ့ဆောင်ကိုပြန်တဲ့အချိန်မှာရထားရဲ့အမိုးပေါ်တက်သွားခဲ့တာမို့စာကလေးရောက်တဲ့ကလေးတယောက်ကတွေ့ခဲ့ပါတယ်ရထားခေါမိုးပေါ်ကိုသူကရိုင်းတက်လာခဲ့တာဖြစ်ပြီးကောင်လေးနဲ့တွေ့တဲ့အချိန်မှာအကိုရှိမှတန်လန်တရာရှိရင်တော့အကိုလို့တတိပြီးခဲ့ပါတယ်။ကောင်လေးဟာပြင်းငိမ့်ကိုမင်းသားမန်းလည်းမသိပါဘူး။မှောင်နေရမို့ဒီတိုင်းတတိပြီးလိုက်တာကိုပြင်းငိမ့်ကလည်းသိတယ်လို့ဖြေခဲ့ပါတယ်။တန်လန်တရာနာရောက်လာတဲ့အချိန်ခေါမိုးနဲ့မလွတ်ပဲပြုတ်ကျခဲ့ရလို့ဆိုပါတယ်။ရထားတန်လန်ပေါ်မှာထိုင်စင်းနေချိန်မှာဖြစ်ချိန်တန်လို့ဖြစ်သွားခဲ့ရပေါ်တန်တရားတွေမရှိကြဘူးလွန်ခဲ့တဲ့35နှစ်ကအကြောင်းကိုပြန်ပြောလာခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့ပြင်းငိမ့်ကလောက်ကျန်ခင်ခဲ့ရလေမဟုတ်ပဲမတော်တဆတာပြုတ်ကျသွားခဲ့ရဆိုပြီးတော့ဒရိုက်တာတီဟာကျော်ဆိုပြောလာတဲ့အပေါ်မှာပြောပြခဲ့ပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါရှင်နောက်တစ်နေ့ကျမတို့ရဲ့ channel လေးကနေပြီးတော့ပြည်သူတွေအတွက်စိတ်ဝင်စားဖွယ်ရာအကြောင်းအရာများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အသစ်တော်ဘရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်